non current asset ဒါမှမဟုတ် fixed asset အကြောင်းပြောပြမယ် non current asset ဆိုတာကိုယ့်စီမှာအကြာကြီးပိုင်နေမဲ့ပစ္စည်းဗမာလိုကြတော့ပုံသေးပိုင်ပစ္စည်းလို့ခေါ်ကြတယ်အရင်တော့ fixed assets လို့ခေါ်ခဲ့ဘူးတယ်ပေါ့နော်အဲ့ဒါဘယ်လိုပစ္စည်းတွေတုံးဆိုလို့ရှိရင်ချေတို့စီမှာသူတို့သတ်မှတ်ထားတဲ့အချက်၃ချက်ရှိတယ်နံပါတ်1အချက်ကတော့ use in the business အလုပ်ထဲမှာသုံးတဲ့ပစ္စည်းဖြစ်ရမယ်နံပါတ်2အချက်ကတော့ long life တက်တန်းကြာရှည်ရှိရမယ် within the business ထဲမှာတက်တန်းကြာရှည်ရှိရမယ်နံပါတ်3အချက်ကတော့သူ့ကိုဝယ်ကြတဲ့ကပြန်ရောင်းဖို့ရည်ရွယ်ချက်မရှိရဘူးပေါ့နော်ပြန်ရောင်းဖို့ရည်ရွယ်ချက်နဲ့ဝယ်ထားတာမဟုတ်ပါဘူးဘယ်လိုလဲဆိုရှင် not purpose of reselling them ပြန်ရောင်းဖို့ဝယ်ထားတဲ့ပစ္စည်းမဟုတ်ဘူးဒါဒီ non current assets ဖြစ်ပါတယ်ရှင်ဆိုတော့ accountant တွေအတွက်ပါ3ရက်နေ့ကြာလို့ရှိရင်8လပိုင်း3ရက်နေ့ပေါ့နော်8လပိုင်း3ရက်နေ့ကြာလို့ရှိရင် ACC ရဲ့ Foundation Level 3 Diploma အတွက်သင်တန်းလေးစမှာရှိပါတယ်ရှင် join လို့ရပါတယ် Thank you bye bye နောက်နေ့ကြာလို့ရှိရင် current asset အကြောင်းပြောပြမယ်နော်